မက်ဆီနဲ့ရိုနယ်ဒိုတို့ရဲ့နောက်ဆုံးကပတ်ဖလားဘောလုံးလောကကိုနှစ်ပေါင်း20ကြာစိုးမိုးခဲ့တဲ့မက်ဆီနဲ့စီရိုနယ်ဒိုသူတို့နှစ်ယောက်ရဲ့ပြိုင်ဆိုင်မှုဟာကမ္ဘာအားကစားသမိုင်းမှာအကြီးကျယ်ဆုံးပါပဲလူအများစုက2020ကမ္ဘာဖလားမှာဒီပြိုင်ပွဲပြီးဆုံးသွားပြီလို့ထင်ခဲ့ကြပေမဲ့လာမယ့်ဇွန်လမှာစတင်တော့မယ်2026ကမ္ဘာဖလားကတော့သူတို့နှစ်ယောက်စလုံးတပြိုင်တည်းကစားမယ်စစ်မှန်တဲ့ The Ultimate Last Dance ဖြစ်လာတော့မှာပါဒီဗီဒီယိုမှာသူတို့နှစ်ယောက်ရဲ့လက်ရှိအခြေအနေနဲ့ဘယ်သူကပိုပြီးသမိုင်းလှအောင်မလဲဆိုတာအသေးစိတ်ခွဲခြမ်းစိတ်ဖြာပြတော့မယ်ပထမဆုံးသိထားမယ့်အချက်ကတော့သူတို့နှစ်ယောက်လုံးကဘောလုံးသမိုင်းမှာဘယ်သူမှမလုပ်နိုင်သေးတဲ့6ချိန်မြောက်ကမ္ဘာဖလားကိုဝင်ရောက်ပြင်ပြိုင်တဲ့ပထမဆုံးသောကစားသမားတွေအဖြစ်သမိုင်းတည်ရေးထိုးကြတော့မှာပါ2006 2010 2014 2018 2022ကမ္ဘာဖလားတွေမှာသူတို့ကဒဏ်ရာကင်းကင်းခြေစွမ်းမပြတ်ပဲအဆင့်မြင့်ဆုံးဖြတ်တန်းလာနိုင်ကြလို့သာအခုလိုအနှစ်20ကြာတဲ့အထိထိဆုံးမှရှိနေနိုင်တာဖြစ်ပါတယ်ဒါဟာမယုံနိုင်စရာကောင်းတဲ့တာမဏီစိတ်တက်တဲ့စီကံရှိမှုရဲ့ရလဒ်ပါပဲအခုစီရိုနယ်ဒိုအကြောင်းကိုအသိစိတ်ကြည့်ရအောင်သူကအသက်42နှစ်ရှိနေပြီဖြစ်ပေမဲ့ပိုတူဂီအသင်းရဲ့ကမ္ဘာဖလားလူစည်းမှာထိုက်တန်ပါဝင်လာခဲ့ပါတယ်။ဝေဖန်သူတွေကအသက်အရွယ်ကိုထောက်ပြပြီးပဲသူ့ရဲ့ကြန့်ခိုင်မှုကလူငယ်တွေထပ်တော့တာနေစေပါ။ဒီပြရောဘတ်တူမာတီနက်စ်ရဲ့လက်အောက်မှာရိုနယ်ဒိုကပွဲထွက်တိုက်စစ်မှုဖြစ်ကစားမလားဒါမှမဟုတ်ဒုတိယပိုင်းပွဲအဖြစ်ပြောင်းမယ်စူပါဆော့အဖြစ်ကစားမလားဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။သူ့အတွက်တော့ကမ္ဘာဖလားကစားသမားဘဝမှာလိုအပ်နေတဲ့တစ်ခုတည်းသောကွက်လက်မှုအသက်နဲ့လဲပြီးတိုက်ပွဲဝင်ပါသိကြပါလေ။တစ်ဖက်မှာတော့အသက်39နှစ်အရွယ်လီယိုနယ်မက်ဆီရှိနေပါတယ်။မက်ဆီရဲ့အားသာချက်ကတော့ဒီတစ်ခေါက်ကမ္ဘာဖလားကိုသူလက်ရှိကစားနေတဲ့အမေရိကန်ပြည်မှာအဓိကကျင်းပမှာဖြစ်လို့အိမ်ဝင်းလိုမျိုးစိတ်ကြီးလက်ကြီးကစားခွင့်ရမှာပါပြီးတော့သူက2020မှာချန်ပီယံဖြစ်ခဲ့ပြီးသားမို့ဝီဘာမှုတန်းဒီဖိအားတွေလုံးဝမရှိတော့ပါဘူးအာဂျင်တီးနာအသင်းမှာမက်ဆီကရှီတန်းကပြရမယ့်တိုက်စစ်မှုမဟုတ်တော့ပဲနောက်ကနေကိုယ့်လက်ကိုထိန်းချုပ်ပြီးပတ်စ်ဒီအတိအကျပေးမဲ့ပလီမီကအဖြစ်ကစားကိုမိုးဆန်ဆန်ဖန်တီးတော့မှာဖြစ်ပါတယ်အသင်း48တင်းထိတိုးမြင့်လိုက်တဲ့စနစ်တစ်အောင်မှာအာဂျင်တီးနာနဲ့ပိုတူဂီတို့ကဘိုလ်လူပွဲမှာတွေးဆုံခဲ့ရင်တော့ဒါဟာကမ္ဘာဖလားတွေမှာအကြီးကျယ်ဆုံးပွဲစဉ်ဖြစ်လာပါဒါဟာကျွန်တော်တို့မြန်မာပြည်ဂျပန်နဲ့အင်္ဂလန်ဂျာမနီနဲ့ပြင်သစ်စတဲ့နိုင်ငံစုံကဘိုလ်လုံးပရိသတ်တွေမြောက်ဝါထင်နေတူရမယ်ခေတ်တစ်ခုရဲ့ညီကုန်းပါပဲကဲတကယ်ချင်းတို့ဒီကုန်းနှစ်ယောက်တွေကဘသူကကပ္ပဖလားမှာပူပြီးတော့တောက်ဖသွားမလဲမက်ဆီဖန်နီနဲ့စီယာဆမ်မင်ဖန်နီအောက်ကကူးမဲ့မှာအင်အားပြသွားကြဘူးပါ